မင်္ဂလာပါမျိုးစင်ရဲ့အဖက်နေရနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်မျိုးစင်ပါကျွန်တော်ဒီတစ်ခေါက်မှာတော့ကျွန်တော်ဒါ Premier League ပွဲစဉ်နှစ်အဖြစ်ရှင်ပြန်ကစားသွားကြမယ်ဒါ Liverpool နဲ့ Nottingham Forest တို့ရဲ့အကြောင်းကိုပွဲကြိုခံမှန်းသုံးသပ်ချက်လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကဲဆိုတော့ညီကိုတို့လိုက်ပါကြည့်ရှုခန်းစားပေးကြပါဦးဗျာကဲဟုတ်ပြီဆိုတော့အင်ရှင်ဖြစ်တဲ့ကျွန်တော်ဒါ Liverpool ရဲ့အကြောင်းကိုအရင်ပြောရအောင်Liverpool ကပြီးခဲ့တဲ့တစ်ပတ်တုန်းကဒါ Newcastle နဲ့2ဂိုးစီတရေကစားလာတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ဒီပွဲမှာ Liverpool အနေနဲ့ဆိုးရွားလွန်းတဲ့အနေအထားမှာတော့မရှိဘူးလို့တော့ကျွန်တော်မြင်တယ်။ Newcastle ကဒါဥဆောင်ကိုသွင်းလိုက် Liverpool ကပြန်လဲခြေပလိုက်နဲ့ကျွန်တော်ဒါ2ဂိုးစီတည်တော့ကြာခဲ့တယ်ပေါ့လေ။သို့တော့အဲ့ပွဲမှာကျွန်တော်တို့ဒါ Liverpool အနေနဲ့ဂိုးပေါက်ကန်သွင်းချက်28ကြိမ်တောင်ပြုလုပ်ထားခဲ့နိုင်တာကိုကျွန်တော်တွေ့ရတယ်။ကျွန်တော် shot on target အနေနဲ့ဒါ9ကြိမ်ကတော့ဂိုးပေါက်တဲ့တယ်ပေါ့ဗျာ။အဲ့ဒီမှာကျွန်တော်ဒါ expected goal အနေထားက 2.98 လောက်တောင်ရှိတဲ့အနေထားမှာရှိတယ်။ဆိုတော့ဒီကန်ချက်ဒီလိုပုံစံအနေအထားကဒါလီဗာပူးမှာအမြဲတမ်းတွေ့မြင်နေရတဲ့ကျွန်တော်ဒါ statement လို့ကျွန်တော်တို့ပြောလို့ရမယ်ဆိုတော့အင်ကွင်းမှာကန်ရတဲ့အနေအထားမှာလီဗာပူးအနေနဲ့အမြဲတမ်းကျွန်တော်ဒါအနိုင်ယူလေးရှိတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဗျာဆိုတော့ဒီတစ်ခေါက်ရောကျွန်တော်ဒါ Nottingham Forest ကိုခက်ခဲပဲနိုင်မလားဒါမှမဟုတ်လူလေကူနိုင်မလားကျွန်တော်တစ်ချက်ကြည့်ရမယ်ကဲဆိုတော့ကျွန်တော်တို့ဒါ Newcastle နဲ့ကန်ခဲ့တဲ့ပွဲစဉ်ကတချို့ကစားသမားလေးတွေရဲ့ခြေစွမ်းလေးကိုကျွန်တော်တစ်ချက်ကြည့်ရအောင်ဆိုတော့ Isak ကတော့အဲ့ပွဲမှာတိတ်အဆင်ပြေခဲ့တဲ့အနေထားမှာမရှိဘူး Gakpo ကမဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရမယ်နောက်တစ်ခါကျွန်တော်တို့ဒါ Florian Wirtz ကောင်းပါတယ်ကျွန်တော်ဒါ Szoboszlai ကောင်းတယ်ဒါ Gravenberch မဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရမယ်ကျွန်တော်တို့ Van Dijk ကတော့ဒါပြောစရာမလိုဘူးပေါ့လေဒါဒီအသက်အရွယ်ထိသူအများကြီးဒါကောင်းတဲ့အနေထားမှာရှိပါသေးတယ်နောက်တစ်ခါကျွန်တော်တို့ဒါကစားသမားတိဖြစ်တဲ့ကျွန်တော်ဒီ Jeremy Jaguar လည်းမဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရမယ်ကျွန်တော်ဒါဘယ်ဆိုင်ညာဆိုင်ဘက်တွေဖြစ်တဲ့ကျွန်တော်ကတ်နဲ့ဒါ frame ပေါင်ကတော့ဒါအနေငယ်လိုအပ်ချက်လေးတွေရှိသေးတယ်လို့တော့ကျွန်တော်မြင်တယ်ကျွန်တော်ကိုသမားကတော့ဒါ Alisson ပေါ့ဗျာဒါ Alisson ဘက်ကတော့ဒါပြောစရာမလိုတဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့အင်ကွင်းမှာဒါ Nottingham Forest နဲ့ကန်တဲ့အနေအထားမှာ Liverpool အနေနဲ့ရောဒါလွယ်ကူနိုင်သွားမလားညီကိုတော့ဘယ်လိုမြင်ကြလဲကဲတစ်ဖက်ကအဲ့တဲ့အသင်းဖြစ်တဲ့ Nottingham Forest အကြောင်းကိုနည်းနည်းလေးပြောကြည့်ရအောင် Nottingham Forest ကဒါတစ်ပတ်အတွင်းမှာ2ကြိမ်ရှုံးနိမ့်လာခဲ့တဲ့အသင်းဖြစ်ပါတယ်ကျွန်တော်ပထမတစ်ပွဲကတော့ကျွန်တော်ဒါ Premier League ပွဲစဉ်တစ်အဖြစ်ရှင်ပြန်ကစားခဲ့တဲ့ Leeds United ပွဲမှာသူတို့ကတကူကိုမရှိနေပဲရှုံးနိမ့်ခဲ့တယ်ဒီဂျာရက်မှာကန်ခဲ့တဲ့ကျွန်တော်ဒါ EFL Cup မှာလည်း Leeds United ကိုပဲ2ဂိုးမရှိနေထပ်မံရှုံးနိမ့်လာတဲ့အသင်းဖြစ်ပါတယ်ဆိုတော့နီးပြသစ် Glasner ကိုခန့်အပ်လိုက်ခြင်းနဲ့အတူကျွန်တော်ဒီ Nottingham Forest ကတော့ဒါရာသီအစမှာတင်အနေငယ်တိုင်ပတ်နေတဲ့အနေအထားမှာတော့ရှိတယ်ပေါ့ဗျာဆိုတော့ဒီ Oliver Glasner ကဒါ Crystal Palace နဲ့ဒါအများကြီးလောက်ပြခဲ့တဲ့နီးပြဖြစ်ပါတယ်ဆိုတော့ Nottingham Forest ကိုရောက်လာခြင်းနဲ့အတူကျွန်တော်တို့ကစားသမားတွေအထိုင်မကျခြင်းကျွန်တော်တို့ရှစ်လေနောက်ကျွန်တော်အများကြီးဒါပြုပြင်ပြောင်းလဲရအောင်မဲ့အနေထားမှာရှိပါတယ်ကျွန်တော်တို့သို့တော်လဲကျွန်တော်ဒီ Nottingham Forest မှာကစားသမားကောင်းတချို့ရှိတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့လေကျွန်တော်ဒါ Morgan Gibbs-White လို့ကစားသမားတွေရှိမယ်နောက်တစ်ခါကျွန်တော် Sangare တို့လိုကစားသမားတွေရှိမယ်ကျွန်တော် Milankovic တို့လိုကျွန်တော်ဒါနောက်ခံကြောက်ဆောင်လေးတွေရှိရပေါ့ဗျာဆိုတော့ Oliver Glasner အနေနဲ့ဒါအချိန်လေးအနည်းငယ်တော့ဒါယူရအောင်မယ်လို့တော့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒီတစ်ချိန်ရော Anfield မှာ Liverpool ကိုလာကန်ရတဲ့ပွဲမှာရောသူတို့အနေနဲ့ဘယ်လောက်ထိဒုက္ခပေးသွားနိုင်မလဲကျွန်တော်ဒီ2025 Premier League မှာကန်ခဲ့တုန်းကတော့ဒါကျွန်တော်မထင်မှတ်ပဲနဲ့ကျွန်တော်ဒါ Liverpool ကို Nottingham Forest ကဒါ3ဂိုးမရှိနေတောင်ကျွန်တော်တို့ဒါနိုင်ခဲ့တာကိုကျွန်တော်တို့ record အနေနဲ့တွေ့ရတယ်ပေါ့လေဆိုတော့ဒီတစ်ချိန်တော့ဒါဒီလိုပုံစံမျိုးဖြစ်နိုင်လိမ့်မယ်လို့တော့ကျွန်တော်တော့မထင်ဘူး။ဘာကြောင့်လဲဆိုတော့ Liverpool ကဒါနီးပြသစ်ဆိုပေမဲ့လည်း Irola ကလည်းဒါခက်ချင်နီးပြတော့မဟုတ်ဘူးပေါ့ဗျာ။ဆိုတော့ဒီလိုအနေအထားမှာ Liverpool ကိုပြန်ပြီးတော့ဒါအနိုင်ယူဖို့ဆိုတာကတော့လွယ်ကူတဲ့အနေအထားမှာတော့မရှိဘူးလို့တော့ကျွန်တော်မြင်တယ်။ဆိုတော့ဒီဘက်မှာရောညီကိုတို့ကဘယ်လိုမြင်ကြလဲ။ကျွန်တော်ကတော့ Reset နဲ့ Liverpool ကဒါ2ဂိုးမရှိလောက်နဲ့နိုင်မဲ့ပွဲလို့တော့ကျွန်တော်မြင်တယ်။ကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကို comment box မှာရေးပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဗျ